ကိုချေဆိုင်ကေတုံဒီလေးတဲ့စကန်စီတိုလောင်ကန်ကိုတရားခွန်မရှော့တိုက်တုံးနဲ့တိုက်ခိုက်မှုပြမတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုဖြစ်ခဲ့အောင်ဆိုပဲခူးတိုင်းတန်ကုန်မြို့ချေဆိုင်ကေတုံဒီလေးတဲ့စကန်ကြီးစီတိုလောင်ကန်ကိုတရားခွန်မရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှပြမတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်း Brave Wari for မြန်မာအဖွဲ့တာဝန်ရှိသူကပြောတယ်ဒီဇင်ဘာလ9ရက်နေ့ညနေ9:55မိနစ်ချိန်တောင်ကုန်မြို့ရှိအာနာသိန်းစီအုပ်စုကေတုမတီလေးတဲ့အတွင်းမှာရှိစီလောင်ကန်တွေကိုအဓိကပြစ်မှတ်ထားပြီးတရားခွန်မရှော့တိုက်တုံး6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရလေးတဲ့အတွင်းကိုကြောက်ပေါက်ကွဲပြီးတဆင့်ပေါက်ကွဲတဲ့နေကြားရကြောင်းလေးတဲ့အတွင်းပေါက်ကွဲမှုမှာနိုင်ဝက်ကျော်ကြားမြင့်ပြီးထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှု Brave Wari for မြန်မာ BWN အဖွဲ့ဦးဆောင်စီမံမှုနဲ့ Mountain Connect Living Defense for Anti-Cop People Liberation for တန်အောင်မြောက်ပိုင်း2ဒေသဖိုက်တာစားခဲ့ဖွဲ့နဲ့ KNL တပ်မှနေတိုင်းကပူပေါင်းက BWN Mission 47ဖြစ်တိုက်ခိုက်ခဲ့ပါတယ်။နွေဦးတော်လိုင်းရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ပေးမဲ့ဆေးဥဆွဲလေးတပ်ကိုအမြန်ဆုံးဖြိုခွင်းနိုင်မှာတော်လိုင်းချိန်ကြာလာသည့်နေ့မြအရေးကြီးလာပြီဖြစ်ပြီး BWN အဖွဲ့ကနေမြေကမဟာမိတ်တင်တဲ့ပူပေါင်းကလှုံ့ဆော်ခြင်းဖြစ်ကြောင်းဆေးဥစုဘကအထက်ထပ်ပိတ်ဆို့ကာစီထားတော့လဲနေမြေကမဟာမိတ်ဖွဲ့ရဲ့အမခံကုညီမှုကြောင့်အခက်အခဲတွေကြားမှာပဲဝင်ရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးရာတော်မှာရိတ်ခါတယ်လာပြူစောတိကိုတော်လိုင်းတပ်တွေပစ်ခတ်ဖမ်းဆီးစံစီရိတ်ခါများနဲ့တူပြူရှိကိုရှင်ဖမ်းပြီးစကိုင်းတိုင်းရတော်မြို့နယ်မှာရိတ်ခါတဲ့ထွက်လာပြူစောတဲ့ကိုတိုက်ခိုက်ရရှောက်ကိုအရှင်ဖမ်းဆီးရမိပြီးရိတ်ခါဖြစ်စီရပါသိမ်းစီရမိခဲ့လို့ငွေတောင်း Revolution ဖို့တက်ခွင့်မကိုစင်နိုင်ကပြောတယ်ဒီဇင်ဘာ9ရက်နေ့မှာရတော်မြို့နယ်ငွေတင်းပြူစောတိရကနေညောင်တူလေးရဘက်ထွက်လာပြူစောတဲ့ကိုတော်လိုင်းတပ်တွေကအသိမ်းဆောင်ကြိုတိုက်ခိုက်ခဲ့တယ်ငွေတင်းရပြူစောတိစနစ်ရငွေတင်းရကနေ2မိုင်ကွာမှရှိညောင်တူလေးရကိုသွားကရိတ်ခါတဲ့ပြန်ထွက်လာချိန်မှာတော်လိုင်းတပ်တွေပြစ်ခတ်ဖမ်းဆီးအောင်ခံခဲ့ရဖြစ်ပြီးလက်နက်ပါတွေလွတ်မြောက်သွားပေမဲ့ကျန်တဲ့ရှောက်ကိုတော့အရှင်ဖမ်းဆီးရမိခဲ့တယ်ဒီလောက်ဆောင်မှုကမွန်ခရိုင်M21တန်ရင်တိုက်နယ်ကိုငွေတောင်း Revolution 4 MRTF နဲ့ရွာခံမာမိတ်တွေပူးပေါင်းလှုံ့ဆော်ခဲ့တယ်။ငွေရင်းရပါဝင်ရတော့မြို့နယ်မှာပြူစောတိအကကျေးရသွားရှိပြီးဆိုဝါပြူတွေဟာရွာစင်လိုက်မီရှို့လူသက်စစ်ကြောင်းထွားလှုံ့ဆော်နေကြောင်းနဲ့အခုဖန်စီရမိသူတွေတဲ့ငွေရင်းရပြူစောတိကောင်းဆောင်ဖြစ်တဲ့လေယုံတစ်ဖက်လည်းပါဝင်ကြောင်းသိရပါတယ်။ဒီကောင်တွေအဖြစ်တွေသိမ့်များတယ်ရတော့မှပြူ3ခုပဲရှိရတနက်လုံးဒုက္ခပတ်ပြီးတဲ့အခုလည်းဆန်စီနဲ့အရက်ဖာတွေမှလာဆိုတော့တပါးတဲ့သိမ့်စီရမိခဲ့တယ်။လူတွေတော့အေးအေးယူသားမှလို့ငွေတောင်း Revolution 4တက်ခွဲမှုကိုစစ်နိုင်ကပြောပါတယ်။ဆက်လက်ပြီးနိုင်လုံအုပ်ချုပ်ရေးမှုပြည့်တက်မှုမွန်ပြည်သစ် edition နဲ့ချက်တော့မွန်ပြည်နယ်မူတော်မြို့နယ်နိုင်လုံကျအုပ်ချုပ်ရေးမှုနဲ့ပြည်သူ့စစ်ကောင်းဆောင်တို့ပြည့်တက်ခံရမှုပေါ်မွန်ပြည်သစ်ပါတီဆီယနာရှင်တိုက်ပြိုင်ပွဲ NSPAT ဘဟုကဒီဇင်ဘာ9ရက်ဆက်နဲ့ရှင်းလင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့ဒီဇင်ဘာ9ရက်နေ့နေ့လယ်ပိုင်းမှာ NSPAT အာမေတပ်ဖွဲ့ဝင်တွေကစစ်ကောင်ရှင်တပ်ကိုတိုက်ခိုက်ဖို့မှုတော့ကမာဝက်လန်တိုင်းထွက်ခွာခဲ့ပေမဲ့အခြေအနေမပေးရကြောင်းနိုင်လုံကျဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အဲလိုဆောက်ခွာလာစဉ်နေ့လယ်12နာရီခွဲချိန်လောက်ကနိုင်လုံကျရှိရောဘာချန်လန်ကြားတစ်ခုရောက်မှ NSPAD အာမေတပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ဆိုင်ကယ်တွေကိုလူနည်းကတနက်နဲ့ချိန်ရထားတွေ့ရတယ်။ဒါကြောင့်သူလက်နက်ရင်ဆိုင်ရတဲ့အနေဒါကြောင့်လက်မှုရယူတဲ့အနေနဲ့တနက်နဲ့ရှစ်ချက်ပစ်ခတ်လိုက်တာဖြစ်ပြီးအဲ့ညမှာပဲအဲ့လူနှုတ်သိမ်းဆုံးခဲ့တယ်။ပြစ်ခတ်မှုပြီးနောက်မှာတိတ်ဆုံးတွေတန်းကနေတနက်တလက်ဆိုင်ခဲ့တဲ့စီစစ်အင်ကြီးတက်တဲ့မှုတော်မျိုးမှရဲစကန်တော့မှတ်တမ်းစာအုပ်တုံးနဲ့ပတ်စံတစ်လုံးသိမ်းစီရမိခဲ့တယ်။မွန်ပြည်နယ်အေဒီကတော့ဒီဖြစ်စဉ်မှာအုပ်ချုပ်ရေးဖွဲ့ဝင်တွေဖြစ်ကြောင်းကြိုတင်သိရပြီးရွေချက်ရှိရှိပြစ်ခတ်တာမဟုတ်ပဲလက်နက်ကင်ဆောင်ထားသူချင်းရင်ဆိုင်ရခြင်းမိမိကိုကာကွယ်ဖို့အလုံမှုရယူပြစ်ခတ်တာလို့ရှင်းလင်းချက်ထုတ်ပြန်တယ်။ဒေသခံတွေပြပြချက်ရအဲ့ဒီကနိုင်လုံကျအုပ်ချုပ်ရေးမှုနိုင်ထွန်းနဲ့ပြည်သူ့စစ်ကောင်ဆောင်မင်းမညာမွန်တို့ဟာရောဘာချန်နီမှာဆိုင်ကကိုတခိုးတွေရောက်ရှိနေတဲ့သတင်းတွေကြောင့်တော့ဖန်စင်မှာတနက်ပြစ်ခတ်ခံပြီးတိတ်ဆုံးသွားလို့သိရတယ်။ပြစ်သက်ခံရတဲ့အုပ်ချုပ်ရေးမှုနိုင်ထွန်းအရင်အုပ်ချုပ်ရေးမှုဟောင်းမင်းစောနယ်ကစစ်ကောင်ရှင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ယာရုကနေနားယူလိုက်တာကြောင့်အုပ်ချုပ်ရေးမှုဖြစ်လာတာတလဝင်းကျင်သာရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမော်လမြိုင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ခိုင်မျိုးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့မဲဆန္ဒရှင်တွေမိတ်ဆက်ပွဲပြုလုပ်ပြီးခဲ့9နှစ်တာမှာပြုပြင်တဲ့ဥပဒေတွေမပြင်ခဲ့ရတဲ့အတွက်တိုင်းပြည်နယ်ပြည်သူတွေနစ်နာခဲ့ကြောင်းနဲ့ကိုယ်စားလှယ်လွှတ်တော်တွေရောက်သွားပါကပြုပြင်တဲ့ဥပဒေတွေပြင်ခိုင်းရမရကြောင်းပြည်ခိုင်မျိုးပါတီမွန်ပြည်နယ်ဥက္ကဋ္ဌကပြောကြားခဲ့တယ်။မော်လမြိုင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့မဲဆန္ဒရှင်တွေမိတ်ဆက်ပွဲကိုဒီဇင်ဘာ9ရက်ကမော်လမြိုင်မြို့မှာကျင်းပခဲ့ပါတယ်။